အဲ့လို fashion လေးတွေပါသူပြောင်းတယ်ဒီသက်ကားထဲမှာလေဟိုအဲ့ဒါ၄ယောက်တလုံးကလိုက်တယ်အဲ့လိုပေါ့နော်ဟောင်းတီတီကျော်လဲအဲ့လို QT လေးကိုမှသူကနည်းနည်းရစ်ချက်တဲ့ပုံစံမျိုးလေးတွေသူကပြောင်းတယ်ဒီကားကလေနည်းနည်း challenge ခေါ်ထားတာအဲ့လိုရှင်ဝေလာတယောက်ကလွဲလို့ရှင်ဝေလာကတော့အဲ့လိုရှင်လေးသူနဲ့ကတော့တကယ်အောင်ဝင်ကြလေးပေါ့နော်တင်မင်းလူကတော့ကျန်တဲ့ဟာတွေကတော့နည်းနည်း challenge ဖြစ်တယ်ဒီကားမှာကဒီကားကိုပဲအရင်မိတ်ဆက်ပြီးပြောလိုက်မှာပေါ့နော်ဒီကားဆရာကြီးတာယာမင်းဝေရဲ့ဝုံမုံတတဲ့ရဲ့ထုတ်ပတ်တိဆရာကြီးတာယာမင်းဝေကသူ့ရဲ့ရှားပါလက်ရလေးလို့ပြောရမယ်သူ့ရဲ့ရေးတဲ့အော်ဆရာဒါမျိုးလဲရေးခဲ့ပါလားလို့အဲ့လိုအံ့ဩရတဲ့ဖက်လေးပေါ့နော်အဲ့လိုရှင်လေးအခုကလေအလောင်ကားတွေအိမ်အောင်ရေးမှာအလောင်ကားတွေအဲ့လို training ဖြစ်နေတဲ့အချိန်ပေါ့နော်ဒါပေမဲ့ဒီကားကိုကြည့်လိုက်ရင်တော့လူတွေကလေပေါ့ပပနဲ့ရှင်မြူးမြူးလေးနဲ့ရှင်မွေလာနဲ့တွဲထားတော့လေသူနဲ့ဆိုတော့ဒါအကိုက်ကလေးပေါ့သူနဲ့ဇက်ရုပ်ကိုက်တဲ့ဟာမျိုးလေရှင်လေးကြည့်ရမှာပြီးလို့ရှိရင်ဇက်လေးရဲ့ plot လေးတွေ twist လေးတွေကလေနည်းနည်းပြုံးရတဲ့ဟာမျိုးလေးတွေပြီးတော့တွေးပြီးမှသဘောကျရတဲ့ဟာမျိုးလေးတွေပေါ့နော်ဟုတ်အဲကောင်လေးရဲ့ရွှွနောက်ပြောတဲ့ဟာမျိုးလေးတွေအပြည့်တွေ့ရမှာပေါ့နော်သူကယောက်ျားကိုသူကမယုံတဲ့အခါကျတော့ spy ငားရင်းနဲ့ဖြစ်ရတဲ့ပြဿနာဒီထဲမှာဟိုဒီကောင်စုတန်းကတော့ဝတ်မုံပေါ့နော်ဒီဝတ်မုံကနေပြီးအဲ့လိုလှုပ်သွားတဲ့အကွက်လေးတွေပေါ့အဲ့လိုမျိုးလေးတွေခင်းတာလေးတွေလင်မယားနှစ်ယောက်ဂျားထဲမှာအထင်လွဲကြတာလေးတွေနောက်30သိန်းလေးကစိတ်ဝင်စားစရာလေးတော်တော်ကောင်းတယ်ဆရာကကြတော့လေဇက်ညောမှာကြတော့သူကဆရာကြီးဆိုတော့လေဟိုဇက်ကိုအဲ့လိုပတ်တာတွေခွေသွားတာတွေဒိုင်ယာလော့လေးတွေအတင်အချလေးတွေလှုပ်သွားတာလေးတွေဆိုရင်ဒါစိတ်ဝင်စားစရာလေးပေါ့နော်အဲ့လိုမျိုးလေးကောင်းတယ်တော်တော်လေးဟုတ်သူ့ကိုပြောတယ်ကျွန်မဟဲ့နေဟိုဟာလုံမလားပေါ့နော်အဲဒီနေ challenge လုံမလားပေါ့ဘာလို့ရမှာလဲတဲ့အမှန်တကယ်ကဒီ character ကဝတ်မုံ character သူအပြင်အတိုင်းနဲ့ချားသည်ပဲစัจจิပတ်ကြီးဆိုခါကျသူ့ကိုကျွန်မနည်းနည်းစိုင်းနေတာလဲပါတယ်ဆိုသိလားतू ကအမြဲတမ်းသူ့ကိုကြည့်လိုက်လို့ရှိရင် तू က van နဲ့လိုက်တယ် तू ကသူ့မျက်နှာကလေနည်းနည်းမာတဲ့ဘက်ကိုသွားတော့လေပြီးတော့ तू ကကိုခန္ဓာကြီးကလည်းဟိုတောင်းကြီးတယ်ထွားတိုင်းဆိုတော့လေအဲ့တော့နင်းအဲ့ဒီဟာမျိုးနိကာလိုက်တာနင်းချိုးချမလားချိုးနိုင်လားဆိုအဲ့လိုစိန်ခေါ်ပြီးရိုက်ကြတာပေါ့နော်ရတယ်လုံမယ်တဲ့အဲ့ဒါလို့ရှိရင်နင်းလုံနိုင်မှာရမှာအဲ့လိုမျိုးပေါ့အဲ့ဒါဆို तू လည်းတကယ်ပြောရလို့ရှိရင်ဒီထဲမှာအဲ့လို QT လေးဖြစ်အောင်လို့ तू တော်စူးစမ်းထားတယ်အဲ့လို fashion လေးတွေပါ तू ပြောင်းတယ်ဒီသက်ကားထဲမှာလေဟိုအဲ့ဒါ၄ယောက်တလုံးကလိုက်တယ်အဲ့လိုပေါ့နော်ဟောင်းတီတီကျော်လဲအဲ့လို QT လေးကိုမှသူကနည်းနည်းရစ်ချက်တဲ့ပုံစံမျိုးလေးတွေသူကပြောင်းတယ်ဒီကားကလေနည်းနည်း challenge ခေါ်ထားတာအဲ့လိုရှင်ဝေလာတယောက်ကလွဲလို့ရှင်ဝေလာကတော့အဲ့လိုရှင်လေးသူနဲ့ကတော့တကယ်အောင်ဝင်ကြလေးပေါ့နော်တင်မင်းလူကတော့ကျန်တဲ့ဟာတွေကတော့နည်းနည်း challenge ဖြစ်တယ်အဲ့ဒီနေရာမဟုတ်ဘူးအဲ့လောက်ကြီးလုံးလို့မကြည့်ရွယ်ဘူးအဲ့ဒါချိန်ထားတာတယောက်ကျမတို့သူကပြောရောဆရာမရေးတဲ့မိအဲ့ရိုက်မယ်တဲ့စကားကနှခွန်းသုံးခွန်းပဲပြောရမှာတဲ့ဟဲ့ငါဒဏ်ရလို့မရအောင်တော့ပေါ့နော်နှခွန်းသုံးခွန်းပဲတဲ့ဆန့်ကျင်ရင်ပို့လိုက်မယ်တဲ့ကြည့်လိုက်တဲ့ခါကျတော့အေးမစိုးပါဘူးပေါ့နော်အေးပြောပေါ့အဲ့လိုပဲပြောလိုက်တာနောက်တစ်ခါကျတော့ဟိုကအဲ့ဒါမရဘူးတဲ့အဲ့နေရာမှာလှုပ်လိုက်တော့တယ်ဟဲ့ဒုက္ခပဲအဲ့နေရာအများကြီးလေငါဘယ်လိုလုပ်မှာလဲပေါ့နော်အဲ့လေတေချာဖြေတဲ့လုံမလားမလုပ်ဘူးလားတဲ့အဲ့အတန်ကိုလည်းကွာကြောက်တယ်သူ့လည်းကွာကြောက်ရတယ်အဲ့အေးပေါ့နော်လာခဲ့ပါမယ်ပေါ့နော်အဲ့လိုပဲပြောပြီးမှဖုန်းချလိုက်ပြီဟုတ်တော့စိတ်ထဲမှာနည်းနည်းစဝေးသွားပြီဟဲ့ရိုက်တာဘူးရိုက်မှာလဲဆိုအကယ်ဒမီအလွဲများပိုင်ရှင်တိဟာတိဒါလည်းဟာဒုက္ခပါပဲတိဟာတင်ငါညနာလေးတိကုန်တော့မှာပဲဒါမှလည်းမထူးပါဘူးလုပ်လိုက်ရတယ်မရဘူးသူနဲ့တခါစုပ်ပြီးပြီဟိုမှာပေါ်ပါတနခါသွားရိုက်ကြရောရိုက်တဲ့ခါကျတော့ Migris ရဲ့အမေနေရတဆင်းလေးတရုပ်ဆောင်မလို့နေရအဲ့မှာရွာလူတွေထည့်လိုက်ဖို့လဲ Migris ကတော်မခေါ်ဘူးကျမနဲ့လည်းခေါ်မနေပါဘူးဒါပေမဲ့လည်းအဲ့မှာကျမကတော့နည်းနည်းခံတာအောင်မယ်ပေါ့နော်အဲ့နင်းလုံးလိုက်တော့တကယ်ချင်းဟဲ့ဒုက္ခပဲငါဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့နဲ့မြတ်တော်တင်ကလည်းကျမကိုသရုံးကြီးတွေနဲ့အလှပြပေးလိုက်ပြီးမိတ်ကကြီးနေအဲ့မှာကျမဒန်လော့တွေကအဲ့တုန်းကဇက်ညုံကကျမအဲ့တော့ကျမရေးထားပြီးကျမဇက်ညုံတွေကိုထိုင်ရင်းနဲ့ကျမမရတော့ဘူးဒီကြောင်တော့တည်းလည်းများလိုက်တော့ရေးထားတဲ့ကြပါလားဘာကိုလည်းပြင်လို့မရဘူးဘာလို့ဆိုတော့ပြင်လို့မရတဲ့ဟာမျိုးတွေဒုက္ခပါပဲဟဲ့ Migration နဲ့ငါနဲ့မခေါ်နေဘူးပေါ့နော်အဲ့ဒါဆိုနေ့ယောက်ျားနိုင်ငံသားလာလောက်လာအေးပေါ့နော်အဲ့ဒါနဲ့နောက်တော့ရိုက်ပွဲမော်တက်ခါနီးလေဟဲ့မတက်ရဘူးတော့သိလားအဲ့ဟဲ့ဒုက္ခပါပဲတကယ်ချင်းငါ့ကိုဒါရောက်လာချပြောနည်းနည်းပြောချင်တာပြောတယ်အဲ့တော့ဝင်သွားပြီအမှန်ဆိုဒါရိုက်တာရိုက်ခွင့်ရောက်လို့ရှိရင်သူကပြရတာပေါ့နော်နင်းဒီကနေဝင်ဒီကနေထွက်ဒီကနေသွားအဲ့လိုမျိုးပေါ့အမှကိုကဒါရောက်လို့ကြီးပြောတယ်မပြီးသွားတကယ်ချင်းငါဘယ်ရထွက်နည်းထွက်ချင်တဲ့ပေါက်ကထွက်တော့ကိုမကြည့်တက်တယ်ငါတို့ရအဲ့လိုမျိုးကြောက်ရလို့ကျမကြောက်ရတယ်လူရမ်းပေါ်တာဟဲ
မလုပ်ပါဘူးဒီမှာကြောက်ရလို့ဒီကားမှာလည်းကျမနှကန်းပါလိုက်သေးတယ်ကြောက်နဲ့ ကျောင်းဝင်တော့ကြိုက်တယ်ပေါ့ဗျာ အားလုံးမကြောက်ပြရသေးနဲ့ပုံတော့မှာနော်အခုလောလောဆယ်တော့ဟိုမှာလာမယ်မဟာမှာကျမရေးထားတာများတယ်မဟာမှာတော့လေMRT4 မှာလည်း2ကားလောက်တော့ရှိအောင်မယ်ကျမဟာလေအဲ့ဒီမဟာမှာလည်းများတယ်မဟာမှာတော့ထုံးစံတိုင်းလောင်မြိုက်တဲ့ဟာမျိုးပေါ့မဟာမှာ3-4ကားလောက်ရှိတယ်ပြီးတော့ရုပ်ရှင်တွေလာမယ်ပေါ့နော်ရုပ်ရှင်မှာကြတော့ကျမအကြိုက်ပေါ့ traditional ကရှာလေးတွေပေါ့အဲ့ကိုပြတဲ့ဟာဒီကားလေးကအခု Fortune TV မှာပေါ့နော်တနင်္လာကနေတောက်ကြအထိည8 နာရီတိုင်းပြနေအခုဆိုပြနေတာ3ပိုင်းရှိသွားပြီအဲ့သားတွေအကုန်အစုံနဲ့မီဒီယာမိတ်ဆက်ပွဲလုပ်ချင်လို့စောင့်လိုက်ရတာပေါ့နော်အဲ့ဆိုတော့3ပိုင်းရှိနေပါပြီကြည့်ရှုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်